ပြည်သူများအားလုံးပဲမင်္ဂလာပါခင်ဗျာမြန်မာနိုင်ငံကိုစားပြု AFC အမျိုးသမီးကလပ်အသင်းဟာအမျိုးသမီးအာရှချန်ပီယံလိပြိုင်ပွဲကို AFC ကသတ်မှတ်ပေးထားတဲ့အချိန်တွေအတိုင်းပဲအုပ်စုပွဲတွေကစားသွားရတော့မယ်လို့သိရှိရပါတယ်ခင်ဗျာဟုတ်ကဲ့ရှေ့လာမယ့်နိုဘာလကိုရောက်ရင်အမျိုးသမီးအာရှချန်ပီယံလိအုပ်စုပွဲတွေကိုစတင်ကျင်းပတော့မှာဖြစ်ပါတယ် AFC အမျိုးသမီးကလပ်အသင်းဟာပြည်သက်အားလုံးကွင်းထဲကိုအဆင်ပြေပြေလာပြီးတော့ကြည့်ရှုအားပေးနိုင်စေဖို့အတွက်သူတို့ရဲ့အုပ်စုပွဲစဉ်၃ပွဲကိုညနေ၄နာရီအချိန်မှာကစားခွင့်ရအောင် AFC နဲ့ဆွေးနွေးညှိနှိုင်းမှုတွေဆောင်ရွက်ခဲ့ပါတယ်ခင်ဗျာဒါပေမဲ့အောင်မြင်မှုမရရှိခဲ့ပါဘူး AFC ကသူတို့ရဲ့အနေနဲ့လက်မှတ်တွေအားလုံးကိုပွဲချိန်နဲ့တကွရိုက်နှိပ်စီမံထားပြီးသားဖြစ်နေတာဆိုတော့ပွဲတွေကိုအချိန်ပြောင်းပေးဖို့မဖြစ်နိုင်ဘူးမူလကသတ်မှတ်ထားတဲ့အတိုင်းပဲကစားရမယ်လို့ဒါ ISBC ကိုအကြောင်းပြန်လိုက်ပြီးဖြစ်ပါတယ်ဒါကြောင့် ISBC မျိုးသမီးကလပ်အသင်းဟာအမျိုးသမီးအာရှချန်ပီယံလိအုပ်စုပွဲစဉ်တွေကိုည9:00နာရီမှာ2ပွဲကစားရမယ်ညနေ3:00နာရီမှာ2ပွဲကစားရမှာဖြစ်ပါတယ်ခင်ဗျာ AFC မျိုးသမီးကလပ်အသင်းဟာအုပ်စုပွဲစဉ်ကိုတောင်ကိုရီးယားကလပ်စူဝါနဲ့ကစားရမယ်ဒီပွဲကနိုမာလာ9ရက်နေ့မှာကစားမှာဖြစ်တယ်ည9:00နာရီပွဲစဉ်ဖြစ်လာပါလိမ့်မယ်ခင်ဗျာအုပ်စုဒုတိယပွဲစဉ်ကို AFC မျိုးသမီးကလပ်အသင်းကဂျပန်ကလပ်တိုဂျိုပါရီဘီလီဇာနဲ့ကစားရမယ်နိုမာလာ12ရက်နေ့မှာကစားရမယ်ညနေ3:00နာရီပွဲစဉ်ဖြစ်ပါလိမ့်မယ်ခင်ဗျာအုပ်စုနောက်ဆုံးပွဲစဉ်ကိုတော့ AFC မျိုးသမီးကလပ်အသင်းကမြောက်ကိုရီးယားကလပ်နေကိုရန်နဲ့ရှင်ပြိုင်မှာဖြစ်ပါတယ်နိုမာလာ15ရက်ည9:00နာရီအချိန်မှာရှင်ပြိုင်မှာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့အမျိုးသမီးအာရှချန်ပီယံလိမှာအုပ်စု3ခုပါဝင်ပါတယ်အုပ်စုတစ်ခုစီမှာအသင်း၄သင်းစီပါဝင်တယ်အဲ့အသင်း၄သင်းတွေကတစ်သင်းဟာသူနဲ့သက်ဆိုင်တဲ့နိုင်ငံကသူတို့နဲ့သက်ဆိုင်တဲ့အုပ်စုကိုအင်ရှင်ဖြစ်လက်ခံကျင်းပဝင်ရရှိပါတယ်ခင်ဗျာ AFC အမျိုးသမီးကလပ်အသင်းဟာသူတို့ရဲ့ပွဲစဉ်တွေကိုအင်ရှင်ဖြစ်ရန်ကုန်မြို့သူဝနာအားကစားကွင်းမှာလက်ခံရှင်ပြိုင်ခွင့်ရရှိထားပါတယ်ဟုတ်ကဲ့အုပ်စုစီရပွဲစဉ်အားလုံးကိုသူဝနာကွင်းမှာကျင်းပသွားမှာပါခင်ဗျာဒီတော့အမျိုးသမီးအာရှချန်ပီယံလိပြိုင်ပွဲမှာအုပ်စုတစ်ခုစီကအသင်း2သင်းစီကကွာတာဖိုင်နယ်စီကိုတိုက်ရိုက်တလန်ခွင့်ရရှိပါလိမ့်မယ်အုပ်စုပထမနဲ့ဒုတိယပေါ့လေအုပ်စုတတိယရရှိတဲ့အသင်း3သင်းပေါ်ထွက်လာပါလိမ့်မယ်အဲ့အသင်း3သင်းတွေကအကောင်းဆုံးအုပ်စုတတိယ2သင်းဟာကွာတာဖိုင်နယ်တလန်ခွင့်ကိုဆက်လက်ရရှိမှာဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့အမျိုးသမီးအာရှချန်ပီယံလိပြိုင်ပွဲမှာ AFC အမျိုးသမီးကလပ်အသင်းကအုပ်စုချက်ထဲကိုကြောက်နေပါတယ်ဒီတော့အကောင်းဆုံးအုပ်စုတတိယဖြစ်တဲ့ကွာတာဖိုင်နယ်စီတက်လန်းလာလိမ့်မလားဆိုတော့ပဲကျွန်တော်တို့စောင့်ကြည့်အောင်ရှိပါတယ်ခင်ဗျာကြည့်ရှုအားပေးတဲ့ပရိသတ်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ